ပါကျွန်တော်တို့ကိုကာကိုလာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဒိုင်ရန်ကန်ဆွဲတော့မှာဖြစ်ပါတယ်ဒီ9ခန်းကတော့စမ်းစောကြည့်ထားတယ်โอเค64ကတည်ထားတယ်9ခန်းကို64ကတည်ထားတယ်โอเคစလိုက်အောင်ကျွန်တော်ရင်ကဒီဒိုင်ရန်ကန်ကိုဘိုချာတို့ပိုင်တို့ဆိုတာမြင်ဖူးတယ်ပေါ့နော်ဆိုတော့အဲ့လောက်ကြည့်စီအဲ့လောက်တော့မခတ်ပါဘူးအဲ့လောက်ကြည့်စီတော့မခတ်တော့ပါဘူးမခတ်ပါကျွန်တော်အဲ့လောက်ကြည့်တယ်မခတ်ဘူးပေါ့နော်လဲဆိုတော့ရင်နှုံးကကိုသူများရေးဆိုတာမြင်ဘူးတယ်ဆိုတော့အဲ့လောက်ကြည့်တော့မခတ်ပါကျွန်တော်တော့ကတော့အစ်စေးပါခန်းနေကြိုတိနေတော့ဘယ်နှမ်းမှာဘယ်ထရစ်ရှိရဘယ်နှမ်းမှာဘယ်ထရစ်ရှိရဆိုတာကြိုတိနေတော့အဲ့လောက်ကြည့်တော့တင်မှာမဟုတ်ဘူးနော်ဒါပေမဲ့အဲ့လောက်ကြည့်တော့တင်မှာမဟုတ်ဘူးနော်ဘာလို့မခုံရ What the fuck အဲ့လောက်ကြည့်တော့တင်မှာမဟုတ်ဆိုပေမဲ့တချို့ trick တွေကြာတော့လည်းမေ့နေရပါတော့ဟောဘယ်လိုခုံရမှာဟောဟမ်What the fuck? Easy. You know what? No, dude. Easy. Easy. ဒီနေ့ဒီတခန်းပြီးအောင်ဆော်လိုက်မယ်။အော်ပြီးပါမလားဒီနေ့ဒီတခန်းပြီးအောင်ဆော်လိုက်မယ်။ဒီခန်းပြီးအောင်တေးလာသေးရကွာဟာဘလူးခုံးရပြန်မတော်တော့ပါဘူးတဲ့။အော်အေးကျေးဇူး။ဟောငါသိပြီဒီလိုမျိုးခုံလိုက်မယ်ဒီလိုမျိုးဟာ easy လွယ်လေးပါကွာဒီကခက်တဲ့ဂိမ်းနေစော့ကြတော့လားမသိကိုကြတော့စက်ခက်တဲ့ဂိမ်းလေးတွေမစော့ကြတော့လားကိုဘိုကြတို့ပိုင်တို့ကသူတို့စော့တာကြည့်ရခက်မဲ့ချင်းနေတကယ်နဲ့အဲ့လောက်ကြည့်ပြီးခက်ပါအောင်အဲ့တော့သူတို့ကြည့်ရအမြဲလောင်းနေလို့လေပိုင်ဆိုဒီဂိမ်းစော့ဘယ်လိုပြော1000လားခါ1000လားမသိအောင်သိတော့ခမ်းဘလောက်ရောက်သွားပြီလဲတော့မသိခေါင်း1000တော့ရှိသွားပြီလို့ကြားတယ်ကိုဘိုကြတော့မတီးလိုက်ဘူးကြာစွတ်ပြီကိုဘိုကြတော့ပြီးရကြာပြီဆိုတော့ကိုဘိုကြတော့ပြီးရကြာပြီဆိုတော့ဘာလို့ဒီတေဝါလဲတော့မမှတ်မိတော့ပိုင်တော့ပြီးထားမှာကြာဟောပေါ်လာမှာပိုင်တော့ပြီးထားမှာကြာတဲ့1400ကျော်လားမသိဘူးအဲ့တော့ပြီးသွားပြီလားမသိဟာပေါ်လာမှာခုံရမယ်ချင်းနေမပေါ်လာတော့တချောင်းရသွားပြီနော်ခုန5ခန်း4ခန်းမြောက်လား5ခန်းမြောက်လားမသိလုံးဝဟိုဖြစ်ထားတာရထားတော့တချောင်းခဏအော်အေးပါကွာမင်းဟာလေငါပေါ်လာတဲ့ချိန်ကိုခုံရမယ်ထင်နေတာလေပါတယ်ဟောဒီကလေးကတက်ဒါပေမဲ့ဘို့အိုးကြောက်အဲ့လောက်ကြည့်မခက်ပါဘူးကျွန်တော်အန်တာတိန်နေတင်မလား trick တွေကြိုတိနေတော့ပြင်းစရာကောင်းတော့မှာဆိုလို့အန်တာတိန်ပေးနေရပါမတည်လို့ရှိရင်လေပြန်ပြင်းစရာကောင်းတော့မှာဆိုလို့အန်တာတိန်ပေးနေအန်တာတိန်ပေးနေရပါတကယ်တဲ့အန်တာတိန်နေအေးဆေးပဲဟာမြင်လာတော့တခန့်ဘယ်နှမိနစ်တောင်မကြာဒါခုံရမှာထင်တယ်ဟုတ်တယ်
ခုံနဲ့ခလောက်သုံးလို့ရခုံနဲ့ခလောက်လည်းသုံးလို့ရ we easy ခဏနေအဲ့ရှိမှတခုခုလာမယ်ထင်တယ်ပေါ်လာမယ်ဩအကုန်လုံးဒီတိုင်းပဲ easy breezy